ကဲကျွန်တော်တို့ကူကစပြီးတော့ကျွန်တော်တို့ဒီတရားဟက်ကောဝေါ်ယူကျွန်တော်စအောင်လိုက်ပါပြီအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာဒီတရားဟက်ကောဝေါ်ယူကျွန်တော်စအောင်လိုက်ပြီဖြစ်ပါတယ်ကဲဘယ်နေရမလဲဘယ်လိုသက်ရှိမလဲဆိုတော့တည်ကျင်လို့ကျွန်တော်စုံးလက်ကြည့်ပြီးကျွန်တော်မေတ္တာရက်ခံကြပါတယ်အမှတော့စပွန်းလာဒါပေမဲ့ကျွန်တော်ရဲ့ gaming club တွေကျွန်တော်ဒီမှာကြည့်အတင်းလုံးနေအဲ့ဒါကြီးကျွန်တော်ပြင်လိုက်အောင်မယ်နော်โอเคရပြီဒါပြီးမို့ရအောင်တခုကြံသေးပြကျွန်တော်ဟိုကကြံသေးအပေါင်းကြံသေးအပေါင်းလောက်အောင်နော်ဟုတ်တယ်ဗျကျွန်တော်အပေါင်းလောက်အောင်ကဲကျွန်တော်အပေါင်းလေးရသွားပြီဆိုတော့ကျွန်တော်တို့အခုဒေးတရားဟကောဝေးစမယ်ဒီဘာလို့အောင်ကျွန်တော်တစ်ပင်ခေါ်မှဖြစ်ပါတယ်အဲ့လိုနဲ့ကျွန်တော်တစ်ပင်ကိုမြန်မာလူကြီးလက်သီးနဲ့ထိုးမှဖြစ်ပါတယ်အမှကျွန်တော်ဖော်တော့လက်နေရဗျာကျွန်တော်ဘာမှနှိပ်လို့မရဘူးဖော်တော့လက်နေကျွန်တော်ဒီမှာရှီတာထည့်ထားလို့လည်းပါတယ်ကျွန်တော်အဲ့ဒါကြောင့်ကျွန်တော်ဖုံးကလက်သွားတာပေါ့နော်အမှကျွန်တော်တပင်ကြီးပြန်ခုတ်ပါတယ်မတော်ကျွန်တော်ကဘုံနဲ့ဆိုတာဖြစ်တဲ့တရားမို့လို့တော့ရှီတိုင်းပါထည့်နေပါလက်တာပေါ့ရှိရပေါ့နော်โอเคအမှကျွန်တော်ရန်တက်နှိပ်မိတော့တာဗျာနော်โอเคကျွန်တော်ညမှာလည်းကျွန်တော်အသက်ရှင်အောင်လို့ကျွန်တော်လုပ်ရမယ်ပေါ့နော်ညကြရင်လည်းကျွန်တော်ဇွန်မီလာမှာဆိုတော့ကျွန်တော်တို့အသက်ရှင်အောင်တော့ဘယ်လိုလုပ်ရမလဲဆိုတော့အဲ့မှာကျွန်တော် credit တွေပဲလုပ်မယ် credit တွေပဲလုပ်မယ်တက်တာယူမယ် credit တွေပဲလုပ်မယ် credit တွေပဲရပြီဆိုဒုတ်တွေယူမှာပေါ့နော်အဲ့မှာကျွန်တော် credit တွေပဲယူမယ် credit တွေနဲ့ပြောင်းလုပ်မယ် okay ကျွန်တော်တို့ဒါလေးလုံးမယ်ပြီး picket တစ်ခုထပ်လုံးမယ်ကျွန်တော်တို့ပစိန်တစ်ခုထပ်လုံးမယ်ပေါ့နော်ဒါကတော့ကိုယ်ကိုကောက်ွယ်မှာပေါ့နော်โอเคတော့ဘူးဆိုတော့ဒါလေးပြန်ဖြတ်လိုက်မယ်โอเคကဲကျွန်တော်ဟိုမှာ kiff တွေ့ရပဲကျွန်တော်စတော့တူးမှဆိုဝင်သွားရအဲ့နေရာကြီးတော့ဟာ kiff ကြီးဟာမတူးရင်ကောင်းမလားမသိဘူးအဲ့မှာကျွန်တော်ဟိုကြောက်ပြီးတော့တရေကြီးပဲကြောက်ပြီးတော့ပြေးထွက်လာတာပေါ့နော်ကျွန်တော်မတူးလိုက်ပါဘူးမတူးဘဲကြောက်ပြီးနောက်မှာရှိရတိုးတွေတွေ့တာပေါ့နော်ကန်ဆိုးကျွန်တော်တိုးတကောင်ပဲတွေ့ရတကောင်တွေ့တော့ကျွန်တော်လိုက်ရှာပါတယ်ဗျာအပြင်နဲ့အကြာကြီးရှာပြီးတော့ဆန်းအပြင်နဲ့အကြာကြီးရှာရတယ်ပေါ့နော်ဒီမှာတိုးနောက်တစ်ကောင်ထပ်တွေ့ပါတယ်ကန်ကောင်းလာတာပါလားတော့ကျွန်တော်လည်းမသိဘူးဟုတ်ကြောတူးထပ်တွေ့ပါပြီနောက်တစ်ကောင်ပဲကြံတော့ပါလေတူးနောက်တစ်ကောင်ထပ်တွေ့ကျွန်တော်ဒီည AC ပါပဲဟုတ်ဝတ်တွေတက်တယ်တော့တူးနောက်တစ်ကောင်ထပ်တွေ့ AC ရပြီပေါ့နော်ဒီနောက်ရှိနွားကိုကျွန်တော်တက်လိုက်မယ်โอเคဟိုမှာတူးတစ်ကောင်အော်ကျွန်တော်တူးကြုံပြီပါထားရဟိုမှာဒီမှာတူးကရပြီအဲ့ဆိုတော့ကျွန်တော်ကတင်လုံးလို့ရပြီ